မိတ်ဆွေများဒီမှာဗျာမပေါက်လိုက်ဘူးပေါ့ဗျာနော်ဒီမှာလေးပရိတ်ရဲ့ဇောင်းဒီမှာလေးပရိတ်ရဲ့ဇောင်း136ကပြန်ကြဗျာနော်ဒုတိယလေးပရိတ်989လေးပရိတ်သူ့ဇောင်း519 951ကလည်းကျွန်တော်တို့ဒီထက်ကကနန်းပေါ့ဗျာနော်ပြန်ကြပေါ့ဗျာနော်ပြန်ကြတော့နှစ်ကပ်ပေါ့ဒီမှာဗျာ134လေးပရိတ်132လေးပရိတ်ရဲ့ဇောင်းကလည်းကျွန်တော်တို့662ကကျွန်တော်တို့ပြန်ကြပေါ့ဗျာနော်တော့နေပြန်တတိယသရုတ်ထပေါ့၄ကက်စီးတယ်၄ကက်ဆိုနေ66နှစ်ဗျာတော့နေသူ့ဆောင်ကျွန်တော်တို့356ကလည်းကျွန်တော်တို့ဒါပြန်ကြပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်တို့ကဒီ39နှစ်သူ့ဆောင်ပါ39နှစ်က4ပြည့်သူ့ဆောင်ပါဗျာကျွန်တော်ပြန်ကြတော့ကျွန်တော်တို့ကရိုက်တာတွေကကျွန်တော်တို့ဒီမဲ့ဗျာ9ရိုက်တယ်ဗျာကျွန်တော်တို့900ရိုက်တယ်ဗျာကျွန်တော်တို့က38ခွန်ရိုက်တယ်ဗျာကျွန်တော်တို့က963ရိုက်တယ်ဗျာဒီကနန်းရိုက်တယ်ဗျာဒီကနန်းမပါဘူးဗျာကျွန်တော်တို့ကနော်ဒါပေမဲ့ကျွန်တော်ပြထားပါတယ်ကျွန်တော်ပြတာဒီမဲ့ဗျာ303ဒီမဲ့300လို့တုတ်ထားပါတော့ကနန်းတော့ကပဲကနန်းတော့က300လို့ကနန်းတော့ကဒီမဲ့3ညင်မှာတက်ရိုက်တာဗျာ3ညင်မှာတက်ရိုက်3ညပါတော့ကနန်းပြန်ကြတယ်မှာ150ပြန်ကြပါနော်အဲ့ဒီမှာဒုတိယဒီမဲ့980ဗျာ980ဒီမဲ့3ညင်မှာတက်ရိုက်တာဗျာ3ညင်မှာတက်ရိုက်တော့ကျွန်တော်တို့3ညပါတော့ကနန်းပြန်ကြဗျာဒီမဲ့290ကဒီမဲ့920လို့ထွက်တာဗျာနော်အဲ့ဒီမှာကျွန်တော်တတိယပါနေမယ်ဒီမဲ့113ကနန်းတစ်ခွက်ပေါ့113ကလည်းကျွန်တော်တို့ဒီမဲ့3ညင်မှာသွားရိုက်တယ်3ညင်မှာသွားရိုက်လို့ပက်လေရိုက်တယ်သူက3ညပါတော့ကနန်းပြန်ကြတယ်860ဒီမဲ့860လို့ရိုက်တယ်ဗျာဒီမဲ့860ဗျာဒီမဲ့3ညပါတော့ကနန်း836လို့ထွက်တာအဲ့ဒီမှာကျွန်တော်တို့ကဒီမှာ919ကလည်းကျွန်တော်တို့ဒီမှာ3ညင်မှာသွားရိုက်ကျွန်တော်တို့ဒီမှာ3ညပါတော့ကနန်းပြန်ကြဗျာဒီမှာ840ပေါ့ဗျာနော်840 480ပေါ့ဗျာနော်အဲ့မှာကျွန်တော်တို့ကဒီမှာ999ခွန်ဒီမှာ3ညင်မှာသွားရိုက်3ညင်မှာသွားရိုက်ကျွန်တော်တို့ဒီမှာ3ညပါတော့ကနန်းပြန်ကြ136ကပြန်ကြအဲ့ဒီမှာကျွန်တော်တို့ဒီမှာ41ခွန်ဒီမှာ3ညင်မှာသွားရိုက်3ညပါတော့ကနန်းပြန်ကြတယ်မှာ93ခွန်ဗျာနော်အဲ့ဒီမှာပြန်ကြဗျာနော်အဲ့ဒီမှာခုကျွန်တော်တို့ကကြောခုဒီနေတဲ့ဆိုပြင်မဲ့963ကနန်းတော့ဒီမှာ3ညင်မှာသွားရိုက်သွားပြီ3ညပါတော့ကနန်းဆိုကျွန်တော်တို့ကဒီမှာ900နဲ့ဒီ3ညခွန်ပဲရှိတာဗျာနော်အဲ့ကျွန်တော်တို့က900ပဲထည့်ပေးလိုက်တာဗျာဒီ900ပဲထည့်ပေးလိုက်3ညခွန်ထည့်မပေးလိုက်ဘူးပေါ့ဗျာ3ညခွန်ကျွန်တော်ကထည့်မပေးလိုက်ဘူး900ပဲထည့်ပေးလိုက်တယ်900ထည့်တာမပေါက်ချင်လို့ပေါ့ဗျာနော်မပေါက်ချင်လို့ပေါ့ကျွန်တော်တို့ဒါပြန်ကြလဲကျွန်တော်ပြလိုက်ပါဒီမှာ4ပြည့်ရဲ့ဇောင်းမှာပြန်ကြလို့336လို့ဒီမှာ4ပြည့်989 4ပြည့်7ပြည့်14ပြည့်24ပြည့်ရဲ့ဇောင်းမှာပြန်ကြပါတော့ဒီမှာ951ကလည်းကျွန်တော်ဒီမှာပြန်ကြနော်ဒီမှာ132သူ့ဇောင်းမှာဒါပြန်ကြပါနော်666နှစ်တောင်းနဲ့ကပြန်ကြအဲ့ဒီမှာကျွန်တော်66နှစ်4ပြည့်သူ့ဇောင်းမှာ356ကလည်းဒီမှာပြန်ကြပါနော်အဲ့ဒီမှာခုက4ပြည့်ကျွန်တော်ပြောထားပါတယ်ကျွန်တော်39နှစ်သူ့ဆောင်4ပြည့်ပြန်ကြလို့မပေါက်ချင်လို့ပါဗျာကျွန်တော်တို့ကဒီမှာ900ကြီးထည့်ထိုးပြီးဒီရှေ့ပေါင်းချင်း900နဲ့900ထည့်ပြီး3ည380ကိုကျွန်တော်တို့ကမပါလိုက်ဘူးပေါ့ဗျာမပေါက်ချင်လို့အဲ့ကြောဒီနေ့ထဲကိုကျွန်တော်တို့က site ကရှိပါတယ်ဗျာ site ကရှိပါတယ်ကနန်းတွေကလည်းဒါမို့ဆိုကျွန်တော်တို့အနည်းဆုံး1000မို့2000မို့ကတော့ကျွန်တော်တို့ကပေါက်အောင်မဲ့ site တွေပါဗျာကျွန်တော်တို့ကဒါဟိုမြချုပ်ဝါးတွေကြီးပြီးတော့လဲဒါမပေါက်ဘူးပေါ့ဗျာနော်ကျွန်တော်ဘယ်သူတွေပေါက်ကြအောင်မသိဘူးကျွန်တော်တို့ကတော့နော်ကျွန်တော်တို့ကလည်းချုပ်ဝါးတွေကြီးပြီးတော့မပေါက်ကျွန်တော်မန်ပါရေးလည်းမပေါက်ဘူးဗျာအခါတွေကြောက်လဲချုပ်တာလေချုပ်အားကြီးလို့လည်းမဖြစ်တော့ဘူးသိလားနည်းနည်းပါးလေးတော့ထည့်ထိုးရမှာဗျာနော်ဒါမပေါက်တဲ့ကနန်းပေါ့ဗျာဒါပေမဲ့ခုရှိပါတယ်ကျွန်တော်10ချိန်နဲ့ကျွန်တော်တို့ဒီ12ချိန်နဲ့13ချိန်နဲ့ကိုအကြီးကြီးရိုက်မှာပါ12ချိန်နဲ့13ချိန်နဲ့အရန်ကောင်းပါတယ်ကျွန်တော်တို့12ချိန်နဲ့13ချိန်နဲ့ကျွန်တော်တို့ကအောမှာပါဗျာနော်အောမှာပါကျွန်တော်တို့အောမှာပါကျွန်တော်တို့ထိုးကူပွဲကကျွန်တော်တို့ထိုးတဲ့ကနန်းက368ပေါ့ဗျာနော်လွဲသွားတယ်ပေါ့ဗျာကျွန်တော်4ပြည့်လောက်တူတယ်ကျွန်တော်3ညပါတော့3ညလည်းပါတယ်4ပြည့်တည်းတူတယ်3ည44နဲ့3ညခွန်နဲ့ခွန်90နဲ့ကျွန်တော်6 3ညရှိဖြစ်သွားတာပေါ့နော်ဘ
ပရိတ်လို့တူရတယ်ကျွန်တော်တို့ကပရိတ်လဲလေးပရိတ်ပေါ့ဗျာနော်လေးပရိတ်တဲ့ကျွန်တော်ကဖမ်းတာပါဗျာနော်အဲ့ကြောင့်ကျွန်တော်တို့ဒီနှစ်ထဲကိုကျွန်တော်တို့ဒါပေါအောင်ပါပါဗျာ12ကြိမ်နဲ့12ကြိမ်နဲ့ဒါ73ကြိမ်ကိုဒါအိုးမှာပေါ့ဗျာတကြိမ်ကတော့မိမှာပါဗျာနော်အပတ်တိုင်းတော့ကျွန်တော်တို့မလွဲနိုင်ပါဘူးကျွန်တော်တို့ဒီခွန်3ကျွန်တော်တို့691ဒါ98နှစ်ကိုဒါဖုံးဆက်လို့ရပါတယ်ဖုံးဆက်လို့ရပါတယ်သုံးဆက်လို့ရဘာဘာလဲကျွန်တော်တို့သုံးပါတယ် Telegram နဲ့သုံးပါတယ်ဗျာနော်ဒီခွန်3 691 98နှစ်ကိုဆက်လို့ရပါတယ်ခွန်98နှစ်ကိုဒါဆက်လို့ရပါတယ်10ချိန်လဲအောမှာပေါ့နော်12ချိန်လဲအောမှာပေါ့ဒီ17ချိန်ကတော့ပုံမှန် site ပေါ့ဗျာပုံမှန် site ကလည်းလောလောဆယ်ကတော့ကျွန်တော်တို့မထုတ်ရသေးပါဘူးအော site မှာထွက်လာမလားမသိဘူးလို့ဘောတယ်တော့နေရာတနေရာတော့ရပြီနောက်ထိုင်တလုံးကတော့ရပြီပေါ့နော်အဲ့ကြောင့်ဒီခွန်3 691နှစ်ကိုဆက်လိုက်ပါဒါ9000ပါဗျာတနည်းစာ9000ပါဗျာနော်တန်တရားပါမယ်ဗျာတန်တရားပါမယ်ကျွန်တော်တို့တန်တရားပါမယ်ကဲအားလုံးကျမ်းမချမ်းသာပါကြတယ်ဗျာကျွန်တော်မပေါက်လိုက်ဘူးဗျာနော်ကျွန်တော်မပိုင်လည်းမပေါက်ဘူးပေါ့ဗျာကဲဝင်မယ်ဆိုလဲဖုန်းလေးဆက်ပေးပါဗျာနော်အားလုံးကျမ်းမချမ်းသာကြပါလိမ့်ဗျာ